ကဘာကြီးကအကာရထဲကိုပြန်ကြည့်နေတဲ့ AR မှာမျက်လုံးကြီးတစ်လုံးရှိတယ်ဆိုတာကိုတငယ်ချင်းတွေကသိပြီးပြီလားပြီးတော့မှအဲ့ဒီနေရာကနေမိုင်းထောင်ရှိကွာဝင်းနေတဲ့နေရာမှာလူတွေဖန်တီးထားတဲ့ငရဲပြည့်တကားပေါက်ဆိုတာကြီးရှိနေပါတယ်ဒီနေရာတစ်ခုလုံးဟာဆိုရင်ကဘာပေါ်ကအထူးဆန်းဆုံးနဲ့အောင်းစွာအကောင်းဆုံးနေရာတွေဖြစ်ပြီးမှတစ်ခုကတော့ပျောက်ဆုံးသွားတဲ့ Atlantic မြို့တော်ကြီးဖြစ်နိုင်တယ်လို့နောက်တစ်ခုကတော့လည်းနှစ်90ကျော်တိုင်အောင်မီးမငိမ့်နိုင်သေးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဘာတွေလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်အခုလိုမျိုးစွန့်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့ဦးဆိုတော့ကျွန်တော်တို့ဗီဒီယိုကိုစလိုက်ကြရအောင်ပထမဦးဆုံးကျွန်တော်တို့တွားရောက်မယ့်နေရာကတော့မော်ရီတေးနီးယားနိုင်ငံကဆဟာရာတဲကန်နာရဲ့အလယ်တက်တဲ့မှာရှိနေတဲ့ Richard Structure လို့ခေါ်တဲ့နေရာကြီးပဲဖြစ်ပါတယ်သူ့ရဲ့ပုံစံအနေထားကတော့မျက်လုံးတစ်လုံးနဲ့သူကတော့အရန်တူလို့ပဲသူ့ကို Eye of the Sahara ရဲ့မျက်လုံးလို့ဆိုပြီးမှဒီကျွန်တော်တို့ဒီလူတွေကြားမှာအရန်ကိုမှနာမည်ကြီးနေကြခြင်းပဲဖြစ်ပါတယ်ဒီမြက်လုံးရဲ့အကျယ်ဝန်းဟာဆိုရင်ကီလိုမီတာ40မိုင်ပေါင်းနဲ့ဆိုရင်ကတော့25မိုင်နီးပါးတောင်မှသူကကျယ်ဝန်းတဲ့အတွက်မြေပြင်ပေါ်ကနေကျွန်တော်ကြည့်မယ်ဆိုရင်သူ့ကိုဘာမှမကျွန်တော်တို့မသိနိုင်ပါဘူးအဲ့ဒါအကြောင်းပဲကျွန်တော်တို့ကအာကာသထဲကနေကြည့်လိုက်မှဒါသူ့ရဲ့ပြည့်စုံတဲ့အဝိုင်းပုံစံကိုတိတိကျကျကျွန်တော်တို့ကမြင်ရမှာပဲဖြစ်ပါတယ်အာကာသရေမှုတွေအတွက်ဆိုရင်ကတော့ဒါဟာဆိုရင်ကျွန်တော်တို့ဒီကဘာမြေကိုလမ်းကြောင်းပြန်ရှာနိုင်တဲ့တခုတီးတော့ landmark တခုအနေနဲ့ပါကျွန်တော်တို့အခုချိန်ထိအသုံးပြုနေရတာဖြစ်ပါတယ်ဒီနေရာကိုပေါ့သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကကြတော့အရင်တုန်းကသိပ္ပံပညာရှင်တွေဟာဆိုရင်ဒါဟာဆိုရင်ပေါ့ဥက္ကာပြဝင်တိုက်လို့ဖြစ်သွားတဲ့တွင်ကြီးပဲလို့သူတို့ကထင်ခဲ့ကြပါတယ်ဒါပေမဲ့တီတီချာချာလိလာကြည့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်း100ကျော်လောက်ကမြေအောက်ကမကမာတွေတွန်းကန်တက်လာပြီးမှအချိန်ကြာလာတဲ့အမျှတိုက်စားခံရရင်ဒီလိုထူးဆန်းတဲ့ကွန်ရစ်တွေဖြစ်လာတာလို့သူတို့ကဖော်ပြထားပါတယ်မကမာဆိုတာကတော့တငယ်ချင်းတွေကိုနားလည်အောင်ပြောရမယ်ဆိုရင်သူကဟိုကျွန်တော်ဒီမြေအောက်အလွှာမြေနက်ပိုင်းမှာရှိကျွန်တော်ကဘာမြေရဲ့အနက်ပိုင်းမှာရှိတဲ့ဒီကြောက်ရည်ပူတွေကိုပြောရချင်းပဲဖြစ်ပါတယ်အဲ့ဒီဟာတွေကထွက်လာပြီးမှအခုလိုမျိုးဖြစ်ပေါ်လာတယ်လို့လည်းသိပ္ပံပညာရှင်တွေကပြောထားတယ်ပေါ့နော်ဒါပေမဲ့နောက်ထပ် internet ပေါ်မှာအငင်းခုန်ဖြစ်နေရတဲ့အချက်ကကြတော့ဒီနေရာဟာဆိုရင်ပီလီတိုရေးသားခဲ့တဲ့ပျောက်ဆုံးသွားတဲ့ Atlantic Lost City of Atlantic မြို့တော်ဟောင်းကြီးပဲဖြစ်ရမယ်ဆိုတဲ့ theory ကလည်းအခုချိန်ထိကျွန်တော်လူတွေကြားမှာအရန်ကိုမှနာမည်ကြီးနေစေပဲဖြစ်ပါတယ်တင်ကရောဘယ်လိုထင်လဲဒီနေရာကိုcomment မှာပြောပြခဲ့ကြပါအောင်ဆာဟာရာရဲ့မျက်လုံးကနေထွက်ခွာပြီးမှတခြားကဘာတစ်ဖက်ကိုကျွန်တော်တို့တွေအတူတူပြန်ပြီးမှတွားကြည့်ကြရအောင်ဒီတစ်ခါမှာကတော့တဘာဝတရားကဖန်တီးထားတာမဟုတ်ဘဲနဲ့လူသားတွေအမားကြောင့်ပေါ်ပေါက်လာရတဲ့ငရဲတကာပေါက်တော်ထူတဲ့ Hale Sea ကိုကျွန်တော်တို့တွားကြမှာပဲဖြစ်ပါတယ်ဒီနေရာကတော့တာခီမီနီစတန်နိုင်ငံကာရာကွန်တဲကန်နာထဲမှာရှိတဲ့ဒါဗာဇာဆိုတဲ့နေရာကိုရောက်ရင်တော့ကျွန်တော်ဒီကဘာကြီးကပေါ့နော်အရန်အောင်ဖို့ကောင်းနေမြေအောက်ထဲထိပွင့်ဟနေတဲ့မီးတွင်းကြီးကိုကျွန်တော်တို့တွေကအခုလိုမျိုးအံ့ဩစွာမြင်တွေ့ရမှာပဲဖြစ်ပါတယ်1981ခုနှစ်မှာဆိုရင်ဆိုဗီယက်အင်ဂျင်နီယာတွေဟာဆိုရင်ဒီနေရာမှာတဘောတောင်းဝေးတွေရှိရမယ်ဆိုပြီးမှသူတို့တွေကအကြီးအကျယ်တူးဖော်ခဲ့ကြပါတယ်ဒါပေမဲ့မထင်မှတ်ဘဲနဲ့မြေအောက်လိုင်းကိုကြီးပြိုကျသွားပြီးမှအကျယ်69မီတာအနက်မီတာ30ရှိတဲ့တွန်းကြီးအကြီးကြီးတစ်ခုဖြစ်သွားခဲ့ရတယ်ဆိုတာကိုကျွန်တော်တို့ကသိရပါတယ်အစိတ်တင်ဒန်ငွေတွေမက်တင်ဂက်စ်တွေကိုလေထုထဲကိုမရောက်လာအောင်ဆိုပြီးမှအင်ဂျင်နီယာတွေကဒီတွင်းကြီးကိုသူတို့တွေကမီးရှို့လိုက်ကြပါတယ်ရက်အနှဲငယ်ဆိုရင်ငိမ့်သွားမယ်လို့သူတို့ကထင်ခဲ့ကြပေမဲ့တကယ်လက်တွေ့မှာကတော့ဒီအဲ့ဒီမီးဟာဆိုရင်1980တခုနှစ်ကနေယနေ့အချိန်ထိနှစ်90ကျော်ကြာတဲ့အထိတစ်စက္ကန့်၄တောင်မှမငိမ့်ပဲစက်တိုက်တောက်လောင်နေခဲ့တာကိုအခုလိုပဲကျွန်တော်အံ့ဩစွာမြင်တွေ့ရတာပဲဖြစ်ပါတယ်ညဘက်မှာဆိုရင်တော့မိုင်ပေါင်းများစွာအဝေးကနေဒီမီးအောင်ကိုလမ်းမြင်ရပြီးမှအနားကိုတွားရက်လိုက်ရင်အပူချိန်နဲ့အတန်တွေကတကယ်ငရဲပြည်ကိုရောက်သွားသလိုမျိုးခံစားရစေတဲ့ vibe ကိုကျွန်တော်တို့ပေးနေတဲ့အတွက်ကြောင့်လူတွေကြားထဲမှာဒီနေရာကအရန်ကိုမှအခုချိန်ထိရေပန်းစားနေရစေဖြစ်ပါတယ်ဆိုတော့ဒီငရဲတကားပေါက်ဟာဆိုရင်တာခီမီနီစတန်နိုင်ငံရဲ့နာမည်အကြီးဆုံးခီးတွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်နေပါပြီအခုချိန်မှာကတော့ကဘာတဝမ်းကခီးတွားတွေဟာဆိုရင်ညဘက်မှာလာပပြီးကြောချမ်းစရာကောင်းတဲ့ဒီမီးတွင်းကြီးကိုလာရောက်ကြည့်ရှုတတ်လိရှိပါတယ်2022ခုနှစ်မှာတော့တာခီမီနီစတန်တမဒါကတဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့တန်ဖိုးရှိတဲ့တဘာဝတန်ငွေတွေဆုံးရှုံးနေတာကိုသူကရက်တန့်ဖို့အတွက်ဆိုပြီးမှဒီမီးတွင်းကြီးကိုငြိမ်သက်ဖို့အမိန့်ပေးခဲ့ပါသေးတယ်ဒါပေမဲ့ဒီလိုငိမ့်သက်ဖို့ဆိုတာကလည်းဤပညာရအရန်ကိုမှခက်ခဲနေစေဖြစ်ပါတယ်ခုချိန်ထိပဲပေါ့
လူသားတွေရဲ့အမားလေးတစ်ခုကနေစတင်ခဲ့ပြီးမှတဘောတရားရဲ့အဆုံးအစမဲ့စွမ်းရင်ကိုတက်တည်ပြနေတဲ့ဒီငရဲတကားပေါက်ကြီးဘေးအချိန်မှာငြိမ်းသွားမလဲဆိုတာကိုတော့ဘယ်သူမှအခုချိန်ထိတက်အပ်မပြောနိုင်ကြသေးပါဘူးဆိုတော့အခုချိန်ဒီတမိုင်းဝင်ဘဟေနိဖြစ်နေစေဖြစ်တဲ့ Eye of the Sahara နဲ့အဆုံးအစမရှိလောင်ကျွမ်းနေတဲ့ Door to the Hill ဒီနှစ်ခုထဲကတစ်ခုကိုတင်ငယ်ချင်းတွေကတွားခွင့်ရမယ်ဆိုရင်ဘယ်နေရာကိုအရင်ဆုံးတွားရောက်ရှင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပြီးတော့ကြပါဦးအခုဒီ screen ပေါ်မှာပေါ်နေတဲ့ video ဟာဆိုရင်လည်းအရန်ဟိုမှစိတ်ဝင်စားဖို့ကောင်းတယ်တိမ်တွေပေါ်ကတောင်ကြီးကျွန်တော်ဒီ diary ထဲကပျောက်ဆုံးနေတဲ့ကဘာဆိုတဲ့အကြောင်းအရာကိုအရန်ဟိုမှစိတ်ဝင်စားဖို့အကြောင်းကောင်းတဲ့အကြောင်းအရာကိုကျွန်တော်ကတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဆိုတော့အခုဒီ screen ပေါ်မှာပေါ်နေတဲ့ video လေးမှာကျွန်တော်တို့ပြန်ဆိုကြပါမယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျွန်တော်ရဲ့တင်ငယ်ချင်းတွေအားလုံးကိုဒီညကနေအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်